ဒီနေ့တော့မနက်ခင်းကနေပြီးဘာလို့ဖြစ်လဲဆိုတာရိုက်ထားမလို့တူတူလိုက်ကြည့်ပြအောင်နော်နှလုံးပွင့်နေရေရင်တောက်ပါတယ်ပြီးတော့ကိုယ့်ရဲ့ skin လေးကြည့်ပြီးတော့ကျင်နေနေရပါတော့ပြီးရင်တော့ brush ဝင်သွားပါမျက်နှာတက်ပြီးတော့ကို fresh ပြအောင်အရင်ပြင်ဆင်ပါတယ်ဒီစန်တယ်လာကလင်စာလေးอ่ะပေါ့နော်ကျမနဲ့တော်တော်အဆင်ပြေရွာသူ့ရဲ့ texture လေးက font type လေးဖြစ်ပြီးတော့အမြုပ်လေးတွေကပျော့လေးနဲ့ကွာမျက်နှာပေါ်မှာ300တော့တော်တော်အဆင်ပြေဒီနေ့ကျမဈေးလေးသွားမှဆိုတော့လေ3အပ်ပါရဲ့ sun cream လေးလိုမယ်သူကလည်းစန်တယ်လာပဲဒါလေးကလေသူ့တစ်မျိုးတွေနဲ့တောင်ကွာ makeup မလိမ့်ချင်တဲ့နေ့တွေမှာလေတော်တော်အဆင်ပြေပြင်ထွက်မဲ့နေ့တိုင်းကတော့ sun cream ကတော့မဖြစ်မနေပေါ့နော်ကိုက glow ပြီးတော့ natural look လေးကြိုက်တဲ့သူဆိုရင်ဒီစန်တယ်လာ3 sun cream လေးကိုစမ်းကြည့်လို့ရပါတယ်ရှင်အကုန်လုံးပြီးလို့3 4 5 mix လေးရလည်းမပါမဖြစ်ပဲเนาะသူကမျက်နှာလေးကပြောင်ပြောင်ဆိုဆိုလေးကိုဖြစ်သွားဒါကတော့ outfit ချက်ပါပေါ့เนาะလှနေမယ်ထင်လို့ပါရှင်ဈေးရောက်တော့ဘာဝင်ကောင်းလဲချင်းနဲ့မလာကာတီတွေ့လို့အရင်ဆုံးဝယ်လိုက်ပါတယ်တော့ဗိုက်တာမင် C လည်းပုံများလို့ပြောတယ်တေးဝယ်လိုက်တာပဲတွေးလို့ပြီးတော့ပတ်ကျင်နဲ့အသားဝယ်မယ်ပေါ့နော်ဒီနေ့ဝက်နံရိုးရင်ချက်မယ်လို့စိတ်ကူးထားတဲ့အတွက်ကြောင့်ဝက်နံရိုးဝယ်ပါတယ်ဝေါပြီးရင်အုံးရည်ကတော့မပါမဖြစ်ပေါ့နော်ဈေးရောက်တိုင်းမဝယ်ဘဲနဲ့မပြန်နိုင်ပါဘူးရှင်လိုရာရဲ့ကုန်ဝယ်ပြီးဆိုတော့အိမ်ပြန်ပါပြီရှင်အိမ်ရောက်တော့ခဏနာပြီးတော့ဟင်းစားချက်ပါမယ်အရင်ဆုံးဝက်နံရိုးကိုတန့်စင်ပြီးတော့အနံ့ပြအောင်စီကြောထားပါမယ်ပြီးလို့ရှိရင်အမွှေးကြိုင်ပေါ့နော်အရသာအကုန်လုံးထည့်ပြီးတော့နေပြီးတော့10မိနစ်လောက်တော့နှက်ထား10မိနစ်လား15မိနစ်လားမသိနှက်ထားဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ချက်သွန်ပြိုချက်သွန်နေအမွှေးကြိုင်တွေကိုထားအောင်ပါရှင်ပြီးရင်ဒီတက်တယ်ပေါ့နော်ဒီတက်ပြီးတော့ဆက်ချက်ပါပြီအရောင်လေးလာအောင်တော့အရောင်တင်မှုနှစ်စုံလောက်ထည့်လိုက်တယ်ပြီးတော့ကိုကြိုက်တဲ့အတိုင်းမှာအရသာလေးထည့်ပြီးတော့ဒီလေးတက်လို့ပြီးလို့ရှိရင်အသားလေးထည့်ပြီးဆက်လိုက်ပါမယ်ရှင်တောက်ဖို့တည်းမြင်ခွာရဟင်းကြိုလေးတဲပါရဲ့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင် bye bye